ညီလေးရဲ့နာမည်ညီလေးရဲ့အသင်းရဲ့ပြီးလို့ရှိရင်ညီလေးတာဝန်ယူထားတဲ့ position ကိုဆက်လက်ပြောလို့ဟုတ်ကျွန်တော်နာမည်ကတော့ငိမ့်ချမ်းကိုပါကျွန်တော်အသင်းကတော့ကျော်လူမကွေးခြေဆိုင်ကျော်လူ FC ဖြစ်ပါတယ်ကျွန်တော်နေရတဲ့ကစားထဲမှာposition နေရာတော့ကျွန်တော်အန်ကာနေရာမှာအဓိကကစားတဲ့နေရာဖြစ်ပါတယ်ကျွန်တော်ကတော့ကျော်လူ FC အသင်းကောင်းဆောင်မျိုးဖြစ်ပါတယ်ဒီတီကတော့ကျွန်တော်တို့အသင်းကိုအားပေးနေတဲ့ကျွန်တော်တို့မကွေးရလူတွေနဲ့အတူတူအသင်းကကစားသမားတွေရောနီးပြအဖွဲ့ဝင်တွေနဲ့အတူတူကျွန်တော်တို့ဝမ်းသာပီတီအများကြီးဖြစ်မိပါတယ်ဒီပွဲကိုကျွန်တော်တို့နိုင်ဖို့အများကြီးပြင်ဆင်ထားရတာပေါ့ကျွန်တော်တို့ဒီတဆင်ချင်းသွားမယ်ဆိုတဲ့ position နဲ့ကျွန်တော်တို့နီးပြတွေအဖွဲ့ဝင်တွေကစားသမားတွေရဲ့စီးလုံးမှုအင်အားနဲ့ကျွန်တော်တို့ဒီအသင်းကိုအကောင်းဆုံးဖျက်ကျော်ခဲ့တာပါဟုတ်ကြည့်ပြီးကိုဖြစ်ပေါ်လို့ဟုတ်ကျွန်တော်တို့ဒီကျော်လူအသင်းကမကွေးခြေဆိုင်ဖြစ်တာကြောင့်မလို့ကျွန်တော်တို့ဒီရန်ကုန်မှာရှိတဲ့ကျွန်တော်တို့မကွေးတိုင်းကညီကိုမောင်နှမတွေဒီကွန်းနဲ့ထိလာပြီးတော့အားပေးတာမြင်ရတဲ့အတွက်လည်းဗမြောက်ဝမ်းသာဖြစ်ရတယ်ဒီကွန်းမှာလာပြီးအားမပေးနိုင်တဲ့သူတွေကျွန်တော်တို့မကွေးကနေပြီးကျွန်တော်တို့ဒီအကိုတို့ channel တွေ HTV support channel တွေဘာတွေကနေပြီးတော့ like တွေလွှင့်တာအဲ့ရနေပြီးတော့အားပေးတဲ့သူတွေအကုန်လုံးလည်းကျွန်တော်လိုက်လဲနဲ့ကျေးဇူးအများကြီးတင်ပါတယ်လို့ဒီထက်မကပိုးပြီးကျွန်တော်စူးစမ်းမှဖြစ်တဲ့ကြောင့်မလို့ဒီထက်ပိုးပြီးကျွန်တော်အားပေးပါအောင်လို့ဖိတ်ခေါ်အပ်ပါတယ်ဒီလိုကျွန်တော်တို့ကစားသမားတွေကိုအမြဲတမ်းအလေးထားပြီးတော့မေးပေးတဲ့မြန်မာဖူဇန်နီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ